10 မိနစ်အတွင်းအလွယ်တကူရိုက်လို့ရမယ် TikTok video content idea 5 မျိုးမင်္ဂလာပါ DJ ကွန်ရဲ့ founder ကိုစရာဖြိုးပါ TikTok ပေါ်မှာ video တွေတင်နေပေမဲ့အချိန်မရှိဘူးရိုက်ဖို့အဆင်မပြေဘူးဆိုတဲ့သူတွေအတွက်ဒီ video လေးကအဆင်ပြေစေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ TikTok video တစ်ပုဒ်ကို10 မိနစ်အတွင်းဘယ်လိုအပြီးရိုက်ကြမလဲဆက်ကြည့်လိုက်အောင်နံပါတ်1 content idea ကတော့ကို follower တွေလာပြီးတော့မှတ်ထားတဲ့ comment တွေက question တွေကိုဖြည့်ပေးတဲ့ content idea မျိုးဖြစ်ပါတယ်ကိုရောင်းတဲ့ product or service နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်သိချင်တဲ့လူတွေကလာပြီးတော့ comment တွေမေးထားလို့ရှိရင်အဲ့ comment လေးတွေကို reply ပြန်ပေးတဲ့ video လေးတွေရိုက်လို့ရပါတယ်နံပါတ်2 content idea ကတော့ဘာရိုက်ရမှန်းမသိလို့ဆိုရင် behind the scenes တွေသာရိုက်ကိုတနေ့နေ့ဘယ်လိုအလုပ်လုပ်တယ်နောက်ပြီးတော့ကို product or service ကိုဘယ်လိုမျိုးကိုအနေနဲ့ပံ့ပိုးကူညီတယ် behind the scenes လေးတွေရိုက်လို့ရပါတယ်နံပါတ်3 content idea ကတော့ reaction video တွေလုပ်လို့ရပါတယ်အဲ့တော့ကိုရောင်းနေတဲ့ product or service ဒါမှမဟုတ်ကိုကျင်လည်နေတဲ့ level နဲ့ပတ်သက်ပြီးတော့ viral ဖြစ်နေတဲ့ video တစ်ပုဒ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်သူများတင်ထားတဲ့ video တစ်ပုဒ်ပဲဖြစ်ဖြစ်အဲ့လို video တွေကိုကိုက reaction ပြန်လုပ်ပေးပြီးတော့ဘယ်ချက်လေးတွေကတော့ကောင်းတယ်ဘယ်ချက်လေးတွေကတော့ like လို့ဖို့တင်တယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးကိုအမြင်တွေကိုပြောပြပေးတဲ့ reaction video တွေပေါ့နော်အဲ့လို video မျိုးလေးတွေလုပ်လို့ရပါတယ်နံပါတ်4 content idea ကတော့ customer ရဲ့ review တွေကို highlight ပြန်လုပ်ပေးတဲ့ video မျိုးဖြစ်ပါတယ်အဲ့တော့ကို product or service နဲ့ပတ်သက်ပြီးတော့ customer တွေက review တွေလာပေးထားတယ်ကောင်းတာလေးတွေလာပြောထားတယ်ဆိုလို့ရှိရင်အဲ့ review တွေကိုထုတ်နှုတ်ပြီးတော့တကြောင်နဲ့ဖတ်ပြတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အဲ့ review လေးတွေကို reply ပြန်ပေးတာပဲဖြစ်ဖြစ်အဲ့လို video လေးတွေလုပ်လို့ရပါတယ်နောက်နံပါတ်5 content ကတော့ဗာလဲဆိုတော့ quick tips တွေလုပ်လို့ရပါတယ်ကိုယ့်ရဲ့ product or service နဲ့ပဲဖြစ်ဖြစ်ကိုကျင်လည်တဲ့ level နဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ audience ကိုအကြံပေးတဲ့ပုံစံမျိုးပေါ့နော်လိုတိုရှင်းလေးတစ်ခုခုကိုပြောပြပေးတဲ့ video မျိုးတွေဖန်တီးလို့ရပါတယ် Okay ကျွန်တော်ခုနကပြောပြခဲ့တဲ့ content idea 5 မျိုးကတော့10 မိနစ်လောက်အတော်အတွင်းကိုအလွယ်တကူရိုက်လို့ရမယ် TikTok video content idea တွေပဲဖြစ်ပါတယ်TikTok video creation TikTok marketing နဲ့ပတ်သက်ပြီးတော့နောက်လည်းဘူးတူတာရဖို့အကြောင်းအရာတွေအများကြီးတင်ဆက်ပေးနေအောင်မှာဖြစ်လို့ကျွန်တော် Digital ကို like and follow လေးလုပ်ခဲ့ပေးပါအောင်နော်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျ